မချမ်းရေးအေးဆိုင်တစ်ဆိုင်တင်ယူချင်းလဲဆိုရင်လေဘယ်မှာတင်ယူရမလဲမချမ်းခဏတော့ဖြည့်ပေးလို့ရမလားရတာပေါ့ချမ်းတို့အခုကရန်ကုန် VIP တင်နေစနေတယ်ပေါ့နော်အပြင်တွေ့2ရက်တင်နေသူကသဆိုင်စာတင်နေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဘက်မှာမတင်ယူလိုက်ရတဲ့သူတွေကဒီဇင်ဘာမှာ2ရက်တင်နေထပ်ပြီးတော့မှစီအောင်မယ်ကျော်နီး25မျိုးအပြင်တွေ့2ရက်တင်ရမယ်ပြီးတော့ချမ်းတို့ update လုပ်ထားတဲ့ဟာတွေလည်းအများကြီးပါမယ်ပေါ့တင်နန်းစင်းတွေရော online တန်းတွေရောစာအုပ်တွေရောရမယ်ကြိုတင်စည်ရင်းသွင်းလို့ရနေပြီးလူဦးရေကန့်သက်ထားတယ်အဲ့တော့ကိုတိုင်းသဆိုင်စာဆိုင်ဖွင့်ဖို့အထိတင်ယူခြင်းနဲ့ဆိုရင်တော့ဒီကျော်နီး business VIP အပြင်တွေ့ရန်ကုန်တင်နန်းကိုတွား join လို့ရတယ်အဲ့တင်နန်းဆိုရင်တော့အသေးစိတ်တင်ပေးတဲ့အတန်းလေးဖြစ်တယ်အဲ့တော့ပုံမှန်တင်နန်းကြီးကတော့ကျွန်တော်9,900ရှိတယ်ကြိုအပ်ထားတဲ့သူတွေကတော့6သိန်းခွဲနဲ့အဲ့လိုရနေသေးတယ်2ရက်တိတိတင်ပေးတဲ့တင်နန်းဖြစ်တယ်သဆိုင်စာရသွားမှတေးကြတယ်အဲ့တော့အထူးကြီးနဲ့ screenshot ပြီးတွားအပ်ထားလို့ရပါပြီချမ်းကတော့တပတ်ထိုင် training school တင်နန်းကျောင်းကချမ်းပါ bye bye